graphic designer ဆိုရင်တော့ဒီ website ကိုတိကိုတိထားတင်တယ်နော်ကျွန်တော်ကိုယ်တိုင်လည်းဒီ website ခုနှစ်ခုကိုဒီအမြဲတမ်းပေါ့နော်အမြဲတမ်းမဟုတ်တော့ဒါ design ဆိုတဲ့အတိုင်းမှာအမြဲတမ်းကျွန်တော်ကိုယ်တိုင်လည်းတုံးဖြစ်နေတယ်လေ့လာဖြစ်နေတယ် website ခုနှစ်ခုမလို့တခြားလူလည်းကျွန်တော်နေတူလေ့လာဖြစ်အောင်သိအောင်လို့ကျွန်တော် share လုပ်ပေးချင်ပါတယ်တချို့ဟာလည်းတော့တိပိတာအရာရှိမယ်မတိတဲ့အရာတွေရှိမယ်ဒါဗီဒီယိုမှာကျွန်တော်ဒီ website ခုနှစ်ခုကိုကျွန်တော်လုပ်ရည်တူရှင်းမယ်ကျွန်တော်ရှင်းပြပေးမယ်နံပါတ်1 website ကတော့ဒါ Pinterest ပေါ့နော် Pinterest တော့ဒါ designer တော်တော်များများတော့ရင်းနှီးပြီးသားဖြစ်မှာပါနော် beginner ကစား senior အဆိုပေါ့နော်ဒီ Pinterest ဆိုတဲ့ website တော့တော်တော်များများရင်းနှီးပြီးသားဖြစ်မှာပါလေ့လာအောင်ရတယ်ဆိုရင်တော်တော်များများတော့မနော် social media design တွေအပြင် move book ပေါ့နော် move book တွေတော်များဒီထဲမှာလေ့လာအောင်ရပါတယ်နံပါတ်2က Behanceကတော့ဒါကဘာတဝမ်းလုံးမှာရှိတဲ့ designer တွေရပါတော့ဒီ portfolio တွေစုဝေးရနေရပါတော့အဲ့လိုလည်းပြောလို့ရပါတယ်တော့ဘာဖြစ်လို့ဆိုဒီတော့ quality တွေပဲရှိတဲ့ design layer တွေကိုဒီ Behance မှာတွေ့နိုင်တယ်ပေါ့နော်နံပါတ်3 website ကတော့ဒါ Drupal ပေါ့နော် Drupal ကကျတော့သူက UI UX design တွေပေါ့နော်minimalist ဖြစ်တဲ့ design တွေ layer တွေကိုမြင်ရမယ့်နေရာပေါ့နော်ဒီထဲမှာတွေ့နေရတဲ့တော်တော်များများကပေါ့နော်ဒါ UI UX design တွေရှိမယ် logo design တွေတော်တော်များများကဒီ minimalist ဖက်ကိုအတားပေးတယ်ပေါ့နော် minimalist ဖြစ်တဲ့ design ဖက်ကိုဦးစားပေးတယ်ဒီ website ထဲဝင်လိုက်နေတာလည်းဘယ်လိုမျိုး feeling ရတယ်ဆိုရင် premium ဆန်တဲ့ခံစားချက်ရတယ်ပေါ့နော် okay website number 4ကတော့ဒါ one band ပေါ့နော်Pinterest တရုတ် version လို့ပြောရမယ်ဒီထဲမှာဒီ website ကတော့ဒါ Pinterest လိုမျိုးပုံစံဆင်တူပဲဒါပေမဲ့ဒါတရုတ် Pinterest ပေါ့နော်သူထက်မှတွေ့မြင်ရတာမလို့ဒါတရုတ်စာတွေနဲ့ပဲမြင်ရမယ် design တွေလေတရုတ်ပြည်တွင်းမှာဆွဲနေတဲ့ဒီ designer တွေရဲ့လက်ရပါတော့ဒီအရှားဘက်မှာအရှားဘက် fight ရတဲ့ design လက်ရတွေကိုဒီ one band ဆိုတဲ့တရုတ် version Pinterest ဒီထဲမှာလာပြီးတော့လေ့လာလို့ရတယ်အဲ့နဲ့ချက်တော့တရုတ်စာတွေပဲရှိတယ်ပေါ့နော်နံပါတ်5 website တော့ဒါတော်တော်များများတည်ပါတယ်ဒီ website ကလေဒီ file တွေ download ရတယ်ပေါ့နော် file တော်တော်များများဒီထဲမှာ download ရတယ် free download ရတယ်ပေါ့နော်1001 file ဆိုတဲ့ website တွေပေါ့နော်တော်တော်များများရှိတော်တော်ဆိုတယ်ပေါ့နော် file တွေဒီထဲမှာကြည့်တော်တော်များများဆိုတယ် download ရလည်းလွယ်တယ်ပေါ့နော်အမျိုးပေါင်း4000ကျော်တော့ရှိရပါတော့နည်းနည်းတော့ file တွေမို့နံပါတ်6 website အနေနဲ့ဒါတော်တော်များများတည်ပါတယ်နော် PNG3 ဆိုတဲ့ website ပေါ့ PNG file တွေတောက်ချင်တော့ဒီ PNG3 မှာတောက်ကြတယ်ပေါ့နော် PNG ပဲမဟုတ်ဘူးတခြား stock လေးတွေရှိတယ် PSD file တွေရှိရပါတော့ဆိုပါပဲဆိုတော့ပေါ့နော်ဒါမဲ့တော်တော်များများ PNG file တွေမှာရှိ element တွေပေါ့နော် icon တွေလာပြီးတော့ထားလို့ရတယ် PNG background photo template လေးရှိရပါတော့ဆိုပါပဲ PowerPoint တွေတော့ရှိသေးရပါတော့ဒီ website မှာတော့တော်တော်များများတော့ PNG file တွေလာထားလို့ရတယ်ပေါ့နော် PNG3 ဆိုတဲ့ website လေးဖြစ်ပါတယ်နံပါတ်9 website တော့ဒါလူတိုင်းလေးတည်မှာပေါ့နော် Freepik ဆိုတဲ့ website ပေါ့နော် Freepik မှာတော့ဒီ high quality ဖြစ်နေတဲ့ဒီပို့တွေပေါ့နော် image တွေဒီလိုမျိုး stock တွေတော်တော်များများ Freepik မှာရှိရပါတော့Freepik က premium နေဝယ်တယ်ဆိုတော့ AI တွေပါတိုးလို့ရတယ်ပေါ့နော် AI တွေပါတိုးလို့ရတယ်ဒါတော့ designer တွေတော်တော်များများဒီ Freepik ကတော့တိကိုတိပါတယ်နော်မတိတဲ့လူဆိုတော့မရှိတော့ဘူးလို့ထင်တာပဲဒီ website ကတော့နော်တို့ထဲမှာတော့ဒီ quality မလို့ high quality ဖြစ်နေတဲ့ stock တွေ icon တွေ PSD အစုံတော့အစုံတနေရာထဲမှာကိုရှိတယ်မနော်သူကဝယ်တိုးလို့ရတယ် free တိုးလို့ရတယ် free ကတော့သူကတရက်ကိုပို့ limit နဲ့ပဲတောင်းလို့ရတယ်ဗောနော် limit အကန့်အသတ်ရှိရယ် premium ဆိုရင်တော့တရက်ကိုပို့100 limit တာမတည်ဘူးเนาะအဲ့လောက်တောင်းလို့ရတယ်ဗောနော်ဒါ designer တွေတော်တော်များများဒီ free bit နဲ့တော့မကင်ကြဘူးเนาะဒီ website ခုနောက်ပိုင်းဆိုဒီက AI တွေပါတိုးလို့ရအောင်เนาะဒါ AI တိုးရဲဆိုတော့ premium နေမှာတိုးလို့ရမယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော် graphic designer တွေတီကုတ်တီထားတင်တဲ့ website ခုနခုအကြောင်းကိုကျွန်တော်ဒီနေ့ပြောပြပေးသွားတာပါတဆိုတရားအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ပိုင်းဒါခုလိုမျိုးဗီဒီယိုတင်ပေးချင်မှတင်ဖြစ်မယ် post လေးတွေတော့တစ်ပတ်တစ်ခါတော့မြဲတဲ့ကျွန်တော်တင်သွားဖို့ရှိတယ်ဗောနော်